ဒီကွန်ဒိုကတော့ချင်းမိုင်ရဲ့ first wing တွေက Central Festival နဲ့အနည်းဆုံးဈေးနှုန်းအနေနဲ့ 2.89 million ဘက်ကနေစတင်ဝယ်နိုင်မဲ့ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်ဒီကွန်ဒိုကချင်းမိုင် first wing တွေကအကောင်းဆုံးနေရာမှာရှိရဆိုတော့အနီးမှာဆိုလို့ရှိရင် international school တွေစီးုံစီးကန်းတွေရောက်လမ်းလျှောက်ပြီးသွားလို့ရတယ်အဲ့တော့ကလေးတွေကိုကျောင်းထားခြင်းတဲ့သူတွေနောက်ပြီးချင်းမိုင်မှာပညာရေးကျန်းမာရေး lifestyle အဖက်ဖက်ကပြည့်စုံတဲ့နေရာမှာ high rise ကွန်ဒိုတစ်လုံးရှာနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အရွေးချယ်တင်ဆုံးကွန်ဒိုတစ်ခုပဲဖြစ်ပါရဲ့ချင်းမိုင်တစ်မြို့လုံးရဲ့အလှကို31ထက်အမြင့်ကနေကြည့်ချင်လား။ဒါတို့အခုဒီအမြင့်ကနေဆိုလို့ရှိရင်ချင်းမိုင်တစ်မြို့လုံးရဲ့အလှတွေအပြင်ပတ်လည်မှာရှိရဲ့တောင်တန်းတွေအားလုံးရဲ့အလှကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ညနေခင်းတိုင်းမှာရလမ်းလျှောက်ပြီးတော့မှ exercise လေးပါလေးလုပ်မယ်။နောက်ပြီး mountain views ကိုကြည့်ရင်လည်းအလုပ်လေးပါလေးလုပ်မယ်။ဒီလို vibe မျိုးဒီလို lifestyle မျိုးကိုချင်းမိုင်တွေကဒီကွန်ဒိုမှာပဲရမှာဖြစ်ပါတယ်။နောက်ပြီးအခုချက်ချင်းတက်နေလို့ရမှာဆိုတော့ဒီကွန်ဒိုကအခန်းလေးတွေကိုစိတ်ဝင်စားလို့ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့အခုပဲ SAC Investment Company ကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်လို့ရပါပြီရှင်